ကိုရှာတမျှငွေတွေစီလိုပေါက်ရှာပြီးတော့ကိုယ့်ရဲ့လက်ထဲကနေပြန်မှထွက်စေခြင်းဆိုလို့ရှိရင်ဒီရရစီမနီကိုလိုက်လို့မိမိရှာတမျှငွေတွေကမိမိရဲ့လက်ထဲမှာပဲစစ်စစ်ဆောင်ဆောင်နေဖြစ်စေခြင်းလဲဆိုလို့ရှိရင်ဒီလိုမျိုးတက်တာလေးတစ်လုံးလိုရတယ်ဘလို့တက်တာပဲဖြစ်ဖြစ်ရတယ်ပြောချင်တာဒီလိုပတ်စံထည့်လို့ရတယ်တက်တာလေးပေါ့ဗျာတက်တာဖိုင်လေးပေါ့အဲ့တဲကို1000နဲ့9ရွက်အတစ်ဆိုလို့ရှိရင်ပိုကောင်းတယ်1000နဲ့9ရွက်ဒီထဲကိုထည့်မယ်အတစ်ထည့်မယ်เนาะပြီးတော့လို့ရှိရင်ရေမိုးလေးတစ်ချက်ဖြန်းမယ်ဖြန်းပြီးတော့လို့ရှိရင်အဲ့ဒီပတ်စံအပေါ်မှာတပြေခက်လေးတစ်ခက်ရဲ့ကန်းကော်ခက်လေးတစ်ခက်ရဲ့ကိုတင်ထားရမယ်တင်ပြီးတော့လို့ရှိရင်တက်တာလေးကိုဒီလိုလေးပိတ်လိုက်ပိတ်ပြီးတော့လို့ရှိရင်ဒီတက်တာကိုပြန်မှဖွင့်နေတော့ဗုဒ္ဓဘာသာကိုးကွယ်လို့အနေနဲ့ဆိုလို့ရှိရင်ဖျားစင်ရဲ့ဘေးနားလေးမှာတင်ထားမယ်ဗုဒ္ဓဘာသာမကိုးကွယ်လူဘာလာကြရဲဆိုလို့ရှိရင်လည်းမိမိအိတ်တဲ့ခေါင်းရင်ဒါမှမဟုတ်မိမိရဲ့အလုပ်စပွဲပေါ်အလုပ်အံဆွဲတဲ့ကိုထည့်ထားလို့ရတယ်တချို့ဆိုလို့ရှိရင်စီးပွားရေးရှင်တွေရှိတယ်စီးပွားရှင်တွေရှိတယ်အလုပ်လုပ်တဲ့လူတွေရှိတယ်ကုန်စုံဆိုင်တို့စတိုးဆိုင်တို့ဖွင့်တဲ့လူရှိတယ်အဲ့လိုလူတွေဆိုလို့ရှိရင်လည်းမိမိတို့ရဲ့အလုပ်စပွဲအံဆွဲတဲ့မှာထည့်ထားလို့ရတယ်အလုပ်ကောင်းတာကောင်းတာစပွဲခုံပေါ်မှာတင်ထားလို့ရတယ်အဓိကမိမိအဆင်ပြေတဲ့နေရာမှာထားရမယ်အဲ့လိုထားရမယ်ဆိုလို့ရှိရင်မိမိရှာသမျှငွေတွေကဒီလိုပေါက်ရှာပြီးမထွက်တော့ဘူးကိုယ့်ရဲ့လက်ထဲမှာလည်းစုဆောင်မိမယ်ငွေကြီးတွေကလည်းရန်တဲ့ပို့ပြီးတော့အဆင်ပြေလာမယ်ဒီရကြစီမံကိုလှုပ်ချင်းအဖြစ်ဒီတက်တာတွေကိုထည့်ထားတဲ့ငွေကိုကိုကဖျားကိုလှူထားတဲ့အတွက်ကြောင့်မို့လို့ကိုအဲ့ပတ်စံ9000ကိုပြန်သုံးခွင့်မရှိဘူးအဲ့ပတ်စံ9000နဲ့ပြန်သုံးမယ်ဆိုလို့ရှိရင်တော့တခုခုကိုရဲ့လက်ထဲမှာရှိနေငွေတွေကထော်ဝါတတာမျိုးလေးတွေအကြောင်းပြချက်မရှိဘဲနဲ့ကိုရှာတမျှဝင်ဝင်နဲ့ထုံမမျှမျိုးလေးဖြစ်သွားတတ်တယ်ပြောချင်တာကဒီတက်တာတွေကိုထည့်လိုက်တဲ့ပတ်စံ9000ကဖျားကိုလှူတဲ့တပုံလိုပဲဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ပြန်သုံးပါဘူးဒါကြောင့်မို့လို့ပတ်စံ9000ကို1000နဲ့အတလီ9ရွက်ကိုထည့်မယ်ရင်မိုးလေးစွတ်မယ်တပီကလေးတစ်ခက်တင်မယ်ခက်ခွန်ကလေးတစ်ခက်တင်ပြီးတော့ဖျားကိုလှူဒန်းတဲ့အနေနဲ့ဖျားစင်ရဲ့ဘေးနားမှာထားရမှာမယ်ထားရမယ်ဗျာဒါဆိုလို့ရှိရင်မိမိတို့ရဲ့ငွေကြေးတွေအရင်ကစားပြီးတော့ဆင်ပြေလာမယ်ကိုယ့်ရဲ့လက်ထဲမှာလည်းစုမိဆောင်းမိမယ်စီလိုပေါက်ရှာပြီးတော့လည်းမထွက်တော့ဘူးငွေကြေးတွေရင်ရတတ်ပို့ပြီးတော့အဆင်ပြေမှုတဲ့ဒီရရစီမံလေးကိုမျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်ဗျာ